အားလုံးပဲပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဘာလို့ထူးထူးခြားခြားကားနေဖြစ်နေလဲဆိုတော့ကျွန်တော်တို့လော်ကားဦးရဲ့နောက်ဖက်ကပေါ့နော်တတော်ကျိုးဝိုင်းနေကိုသွားပြီးတော့ပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ငှက်တွေလွတ်ထားတဲ့ဆင်းတွေကိုတပုံသွားရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တို့ဒီကိုဆက်လက်ပြီးတော့ခံစားပေးပါဦးရှိပါစင်ဟိုမှာစင်စင်ပေါ့ကျွန်တော်ပြောရဲပေါ့နော်ဒီနားမှာအဲ့လိုဆင်တွေလွတ်တယ်ခါစီဆင်တွေရှိတယ်ခါမှာခဏကျွန်တော်ပြမယ်အားလုံးပဲမင်္ဂလာပါတော့ကျွန်တော်ဒီနေ့ပေါ့နော်ပုံမှန်ဆိုကျွန်တော်စပိန်စီးရဲ့ဘလော့တွေပဲကျွန်တော်လုပ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့တော့ထူးထူးခြားခြားလေးကျွန်တော်တစ်ခုဖြစ်သွားအောင်ပေါ့နော်ကျွန်တော်အကိုကြီးပေါ့နော်ငှက်ရိုက်တဲ့အကိုကြီးရှိရဲ့ဗျငှက်ရိုက်တဲ့ကိုရင်နဲ့ကျွန်တော်ငှက်ရိုက်တာကိုလိုက်ကြည့်တာဖြစ်ပါတယ်ဘာလို့လိုက်ကြည့်လဲဆိုတော့ကျွန်တော်ရဲ့အဓိက main ကလုပ်တာပေါ့နော်စပိန်စီးရတာပေါ့နော်ကျွန်တော် videographer လုပ်တာပေါ့နော်ကင်မရာမန်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ရပါတော့ကျွန်တော်ရက်တည်ခဲ့ပေါ့နော်လုပ်ငန်းကိုလည်းသိအောင်ပေါ့နော်အကုန်လုံးပြထားတာပေါ့နော်ဒါငှက်ရိုက်ဖို့အတွက်ကျွန်တော်တို့အခုလော်ကားလေးကိုရောက်နေအောင်နော်ဒါလော်ကားလေးမှာပါအဲ့တော့ကျွန်တော်ဘယ်လိုစိုက်ရိုက်မလဲဆိုတာကိုအောင်မယ်ဆက်ကြည့်ရအောင်ကျွန်တော်ဒီဘက်နားမှာအင်းကိုရှာဒီရှိနေလို့မတိုက်လေးနော်ဟာတိုက်လေးလေငှက်တိုက်လေးပင်မပါဗျာအဲ့ဒီပင်မပါငှက်တိုက်လေးရှိတယ်ကျွန်တော်တော်ရဲတော့မဟုတ်ဘူးเนาะဒါလော်ကားလေးရောက်တယ်เนาะဘယ်ဘက်နဲ့မပါဘူးပါလေပြီးတော့ပြမယ်ဗျာအသေးချာလောတယ်ရောကားပေါ်မှာဆိုတော့အသေးချာပြလို့မရဘူးပြပါဗျာငှက်ရိုက်လို့ရှိရင်ကျွန်တော်တို့လိုက်ရှာမတွေ့ဘူးဒီလိုရရပါတယ်ပြီးသွားမှစတက်တဲ့လေးအသေးစိတ်ပြမယ်ပေါ့เนาะကျွန်တော်လည်းမသိဘူးကွာဘယ်လိုရရမလဲဆိုတာပေါ့ဟိုနိုင်တော့ကျွန်တော်တို့ကျွန်တော်တခါမှအဲ့လိုငှက်တွေဝိုင်းလိုက်တွေမရိုက်ဘူးတော့မသိဘူးပေါ့ဗျာဒီခေါ်တယ်မတကားငှက်လေးပြပါမယ်ကျွန်တော်ကိုဘလို့နဲ့ပဲကိုဘလို့နဲ့ဖုန်းပဲပါတယ်ကျွန်တော်ဆောင်းဆွဲလို့မရတယ်ကင်မရာစက္ကန့်လေးကိုကျွန်တော်ပြတယ်ငှက်လေးဖိုင်လာနေဟာဒီမှာငှက်လေးပါဆိုတော့ကျွန်တော်လည်းမပြဘူးပြန်ဖုန်းကမတားလာโอเคအဲ့တော့ဘာငှက်လေးတော့မသိဘူးပေါ့နော်ကျွန်တော်မသိရငတ်တော်ဒီစီးလို့ဒီနိုင်ကြရပြန်လာလာအာမရရှိရရိုက်လို့ပေါ်လို့မဟုတ်ဘူးလားဖေထားလိုက်ပါခဏပါလောလောဥတွေလည်းတွေ့ရနော်ဒီကြီးကမှတွက်သွားပြီးတော့ပွဲစိတ်တယ်နော်ငှက်ဦးလေးကိုတွဲစိတ်တက်နေတာကိုလုံးကားနဲ့မကြိတ်မိဘူးကျွန်တော်ကားပဲရဒီမှာဗျာကျွန်တော်ဒီလိုဝင်လာဒီအဲ့နဲ့ဝင်လာပြီးတော့ဒီလိုသွားတာဆက်ပါသွားတယ်အဲ့ဒါထားလိုက်နော်ငတ်တွေ့လို့ပေါ့နော်ကျွန်တော်စကားပြောမလို့ပဲဒါပေမဲ့ငတ်တွေ့လို့ဆိုပြီးတွေ့တဲ့ပြောင်းဝင်လို့ငတ်တွေ့လို့ကျွန်တော်ပြောင်းဝင်နေတော့ကောင်းတယ်မတွေ့ဘူးအဲ့ဒါကရလာပဲအမောလာအမီလာအမီရှိရှိနှလုံးတယ်ဗျာဖြေနေတယ်ညနေတော့ဒီနောလာရကောင်းတယ်မို့လို့ကောင်းကြားဒီလိုငါတွေကရိုက်လို့ရှယ်မှာနော်ရေးကြီးရတစ်ခုလောက်ရတော့အဲ့လိုအတန်လေးဖွင့်ပေးရတာနော်အဲ့ဒါမှငတ်လာအဲ့ဒါမှဦးစီရင်ခေါင်းကောင်းလို့ကျွန်တော်ရဲ့စပီကာငါကျွန်တော်ငါခေါ်တဲ့စပီကာပေါ့နော်ငါတန်ဖွင့်တဲ့စပီကာကိုကျွန်တော်ဒီအပင်အောက်ထဲကိုသွားထားအောင်အပင်အောက်ထဲ
စပီကာလေးထားခဲ့လိုက်ပါနော်ငှက်ခေါ်မှာငှက်ခေါ်ပြပြဟိုလိုက်ပြလေးလားကားဟိုမှာကျောင်းလိုက်ရလို့ရှိရင်ပေါ့နော် ငိမ့်တော့တယ် တီးရမယ်တော့ရှိတော့နော်အဲ့ဒါပါလေတော့စိတ်ရှိရတယ်တော့နှလုံးလည်းလင်ရတယ်စကားလည်းအကျိတ်တိတ်ပြောလို့မရဘူးဗျာစိတ်လည်းရှိရတယ်ပေါ့နော်လောလည်းတော့ထိုင်ဆောင်နေတာလေဘာမှမတွေ့သေးဘူးပေါ့နော်ကျွန်တော်တွေ့ပြီကျွန်တော်တွေ့ခဲ့ပြီနောက်ဆုံးတော့ကျွန်တော်တွေ့ခဲ့ပြီထပ်ပြောင်းလာတယ်ပြောင်းလာရောမှမှာပါfinally ကျွန်တော်လည်းတော့မြင်ခဲ့တယ်ခုမှတက်လာပါပြီဟုတ်တယ်တိုင်းနေပေးပြီးတော့နော်စပီကာနဲ့ပေါ့နော် calling တိုင်းနေပေးရောနော် ဟိုးမှာပေးပြီးတော့ ကောင်းဆိုဟိုးမှာ ဟိုးမှာတကောင်ဟိုးမှာဝေးရော တော့မှာရိုက်အောက်မှာအဆက်ကလေးမှာကျွန်တော်နေရာဖုတ်ကတ်တယ်အောင်ဆင်းသွားပြီဟာမတွေ့တော့ဘူးအောက်ဆက်ဆင်းသွားပြီဒီကောင်တကောင်တွေ့လို့ပေါ့နော်ဆိုင်ဖို့လောက်နေတယ်ဆိုင်ဖို့ကြောက်ကျွန်တော်ပြပေးမယ်ပဲအမှန်ကြီးပိုးမှာတကောင်ဖြူလေးနှစ်ကောင်တော့ကျွန်တော်ပြမယ်ခဏလေးနည်းနည်းဝေးရယ်ဗျာဒါလည်းကြာကျွန်တော်စပီကာဒီနားမှာထားလိုက်နော်ဒီနားလေးမှာထားလိုက်ခုလာနေတဲ့ဒီလေးမှာဒီမှာထားလာဒီနေ့ကြိုးဟိုအောက်ကဆင်းပါဘူးငါတရားရောငါမျက်လုံးကစောင်းလှင်နေတယ်ကျွန်တော်ကသူတို့မမြင်အောင်သူတို့ကကျွန်တော်တို့မြင်တယ်ဗျအဲ့တော့ကျွန်တော်ပုံးနေရလက်တက်လေးပုံးနေရပင်းနေပါရှိတယ်ဒီဘက်တွင်းနေပါစင်နေပါရှိတယ်ဟိုတကိုင်းချိုးရတာကြာစင်9ကောင်6ကောင်နေပဲတော့ဒီလိုလွတ်တာခါလေရငါတော့ငါကဖယ်စီပါတော့မသိဘူးဟုတ်လားအစင်သွားတဲ့လမ်းပေါ့နော်ကျွန်တော်အခုစင်သွားတဲ့လမ်းနဲ့ကျွန်တော်လက်နေဒီလိုနဲ့နောက်ကိုကျွန်တော်လိုက်ဒီလိုလေးကိုဂျုံကြီးနဲ့ငွေတော့မရှိပါဘူးဤပါဘူးပဲဤပါဘူးလည်းမရပါဘူးအကောင်တော့မရိုက်ရသေးဘူးခုနေဤပါကိုထိုးလည်းဘယ်လိုဤကုန်ရှည်လည်းမပါဘူးဒီလိုပါပဲဝိုင်းလိုက်ရိုက်လို့ရှိရင်အဲ့လိုမျိုးလုပ်ရတာငါဒါငါရိုက်တာပဲရှိသေးတယ်နော်ကျွန်တော်တော်ရဲသွားမြိုက်နေတာလောကားပါပဲရှိသေးကျွန်တော်ပါနော်နားပါပေါ့နော်ဘာငါမှမတွေ့ရဘူးဗျစပီကာပြန်သိမ်းပြီးတော့ကျွန်တော် location ရွှေ့မလို့လက်ပါဗျာစပီကာပြန်သွားသိမ်းနေအောင်နော်အားရလက်အောင်ဟာပဲစပီကာတိုင်းကြီးကကြောက်စီရဟာခေါ်လာစပီကာတောင်မှနော်ကျွန်တော်ဒီစပီကာခေါ်ပါတယ်ကျွန်တော်ကားထားခဲ့ပြီးတော့ငန်းလျှောက်ပြီးတော့ကျွန်တော်လက်မှာပဲဖြစ်ပါတယ်ခုဆိုခုထုံးလင်းရဲ့ A3 ရတယ်တစ်ချက်လောက်ငှက်ရိုက်လာရဲ့ A3 ရနှရိုက်လာတဲ့ experience ကတော့ကျွန်တော်တို့နှရိုက်တဲ့နေရာမှာမျက်လုံးရှင်မှုလိုတယ်နားပါဖို့လိုတယ်ပြီးရင်ငှက်တွေကိုမရိုက်ခင်တွေကကိုရိုက်မဲ့ငှက်ကဘယ်လိုပုံသဏ္ဍာန်ရှိတယ်ဘယ်လိုအတန်ရှိတယ်ဆိုတော့ကြိုပြီးတော့လေးလာတာအမူကျင်းရှိလေပေါ့နော်ဒါရတယ်အဲ့ဒါမှကျွန်တော်တို့အတန်ကြားလိုက်တာနဲ့ဘယ်ငှက်ဆိုတော့တန်းမျိုးသိတယ်နောက်မှဆိုလို့ရှိရင်ဘယ်လိုရိုက်လို့ရိုက်ရမှန်းသိဖြစ်သွားတယ်ဟုတ်ပါတယ်လေ့ကျင့်နေအများကြီးလုပ်ရပါတယ်ငှက်တွေအတန်ကိုကြက်မိဖို့အကောင်မှတ်မိဖို့အတွက်ကျွန်တော်နှစ်နဲ့ချီပြီးတော့လေ့လာရပါတယ်လွယ်ပါဘူးငှက်တဲ့လောက်ကစာကလေးရိုက်တာတော့လွယ်ပါတယ်စာကလေးကိုကြီးကဲလို့ရိုက်လို့မဟုတ်ဘူးရှိမှစင်မှစင်စင်ပါကျွန်တော်ပြောရဲပေါ့နော်ဒီနားမှာအဲ့လိုစင်နေလွတ်တယ်ဗျာစင်နေရှိတယ်ဒီမှာခဏကျွန်တော်ပြပါမယ်ကိုဘလို့ကြာတော့မဆွဲလို့မရတော့မမြင်အောင်စင်ဟိုမှာလည်းတစ်ကောင်နဲ့ဟာစင်နှစ်ကောင်အောင်မရတစ်ကောင်နဲ့မဟုတ်ဖိုင်မောမပါလို့ဗျာကျွန်တော်ဒီမှာတယ်လီတွေကြီးပဲဆိုတော့ကျွန်တော်ရိုက်လို့မရဘူးဗျာအဲကြောင့်မို့ဟာလေနော်ကျွန်တော်ကင်မရာနဲ့တော့ရိုက်ပြချင်တယ်ဗျာဒါပေမဲ့တယ်လီမပါဘူးတယ်လီကြီးဖြစ်နေတော့စင်နှစ်ကောင်တော့ဗျာကျွန်တော်ကြောက်ရမ်းမရှိတဲ့ကောင်တွေတော့အဲ့ဒါထွက်ပြေးရကျွန်တော်ကဆင်းတော့ပဲโอเค
နောက်မြင်ဘူးနော်ဆင်းတော့ကြည့်ကြအဲ့ထဲမှာအခုကျွန်တော်လမ်းလျှောက်ပြီးတော့ပါနော်ငှက်တွေပါမှာတွေ့လို့တွေ့ရအောင်နော်စောစောစပေါ့မှာကျွန်တော်ငှက်မတွေ့ဘူးဗျငှက်မတွေ့တော့ကျွန်တော်ခြေကန်သားကိုသွားနေပါနော်ကားထားခဲ့ကိုကားဟိုးဝေးမှထားခဲ့ရပဲကျွန်တော်လမ်းလျှောက်ပြီးခြေကန်သားကိုသွားတယ်နော်အားတော့ခူးဆုံးငှက်လို့ခေါ်ရဗျာပြန်လာကျွန်တော်ညမှာတော့ရဲနဲ့တွေ့ရနေတယ်မမြင်ရတော့ဗျာဒီကပြလိုက်ဒီမှာအုပ်လိုက်ကြီးတောင်းကြနေတယ်အားကြကျိုးသားကျွန်တော်တို့လမ်းနေလဲရှောက်ရတယ်ပေါ့ရှောက်ရကျွန်တော်လိုက်ရှာနေအောင်ရှေ့ကတော့ကွန်ထရိုးလေးပေါ့နော်ကွန်ထရိုးလေးပေါ့ဘယ်လမ်းကဘယ်လောက်150 600နေပါကျွန်တော်စောစောကတော့ဆောင်းအောက်တာကျွတ်စေကျွန်တော်ကျွတ်စေ150 600ပါကျွတ်စိန်ပါ600နဲ့ပါလေးပါလမ်းစီးနဲ့တော့လေးပါရဲ့ရှင်းပါတော့ရှင်းကန်ရောက်တန်းလေးကျွန်တော်ကြည့်စင်ချီလုံးနဲ့ဟုတ်ဘူးတဲ့ရှောက်ပြတော့နေရပါဆဲကလည်းမျိုးစုံလာသွားမလေးစီရတယ်ပါကျွန်တော်ဒီထဲမှာစိတ်ဝင်လာကျွန်တော်ဒီထဲမှာတော့စိတ်ဝင်လာတော့ကင်မရာတစ်လုံးရှိရတယ်အဲ့ကင်မရာဒီကိုကြီးကင်မရာလေဖူဂျီဖလန်လေးပေါ့ဖူဂျီဖလန်လေးကတော့ဆောင်းကြရတော့ရှိနေရောက်ပြီဗျာ6 မီတာရပေါ့နော်ဟိုးမှာငါလေးတော့အပြည့်နေဟာချိုင်းနေပြိုင်နေအဲ့လိုမှဒီထက်ပြောင်းသွားကိုချောင်းလောကအတွေးနဲ့အရင်ကလိုပဲခေါ်ဟုတ်အပြင်ဘက်ရေးဟောအပြင်ဘက်ပါအဲ့လိုလောကဝင်နေမဟုတ်ပါအဲ့လိုနော်ဝင်ရမို့လောကပန်းကြံဝင်မို့ကအပြင်ဘက်ဟောအပြင်ဘက်လို့ခေါ်တာပေါ့နော်ဝင်းနေတယ်ဟိုမိုင်းနောက်ထဲဗျာနောက်ထဲဝင်ပါကျွန်တော်ဖြည်းဖြည်းရှောက်ရတယ်ပေါ့နော်ငါကစောင်းဝန်းနေတာဘာလို့လဲတော့လူမြင်တာနဲ့ဖြတ်ပြောင်းသွားတာအဲ့တော့ကျွန်တော်တို့ကငါဓာတ်ပုံရိုက်တော့မယ်ဆိုလို့ရှိရင်ခုကြောင့်ခုကသွားတာတန်လည်းတူတူလေးပဲပြောရတာအဲ့ကြောင့်ကျွန်တော်ဒီဘလော့ရေးပါအောင်နော်တန်ရန်တိုးသွားလို့ရှိရင် sorry ပါအားလို့ကျွန်တော်တတ်နိုင်တော့ကြဲပေးမယ်ဗျာโอเคလားဒီမို့တော့လေးရတယ်ဒီလိုလေးပါဒီမို့ဒါစင်းဆွဲလိုက်လို့ပါဒီ origin ကအဲ့လောက်ပဲရှိပါတယ်စင်းဆွဲလိုက်ပြီးတော့မှလို့ထည့်လိုက်တဲ့ကျွန်တော်မိသူရိုက်ရတာပါနော်ဒီမှာဒီကောင်လေးပါရိုက်ရနေတော့ဟုတ်ပြီပြန်ပေါ်လာတယ်ဟုတ်ပြီမမတူတူလေးပဲအဲ့တော့လိုက်ရတော့ဆိုတော့ဝေးပါအမှန်ဒီလောက်ဝေးပါရဲ့ကျွန်တော်ရိုက်ရတယ်ကျွန်တော်ရိုက်ရတယ်ရန်ဝေးပါအဲ့ဒါခိုးပြီးရတယ်ဒီလိုကျွန်တော်ကြိုက်တယ်ဘယ်မှာလဲဒီကျနေနော်မမဒီစီရတယောက်ကတော့ဒီ7တူနေအောင်နော်ကျွန်တော်ကြည့်ရအောင်ဆိုတော့ဒီလိုဒီကလည်းဆော့ရအဲ7နဲ့မတော်အမတူကနော်ဒီလိုမျိုးနော်တော့သူကပြစ်စစ်တောင်းမှလေးခေါင်းနေတယ်အဲ့တော့တော့ပေးရတော့ပြပါလားအဲ့တော့မျိုးလားနော်နည်းနည်းတိတ်ဟောတိတ်သေးတယ်တိတ်မဟုတ်ကောင်အရန်တိတ်တော့တိတ်မလှဘူးကွာကျွန်တော်ကနည်းနည်းကြီးရကောင်လိုက်ရှာနော်ကိုပြတော့နည်းနည်းအားဆွေးတာလားနောက်ပိတ်ဒီလက်ပတ်မယ်တော့အကောင်းမှဆန်းရတယ်နားဘယ်ရောက်တော့မှမရှိ
ပိုင်တတ်တယ်လားမရှိလို့အဲ့လက်ပတ်မြန်တောင်းတယ်ဟုတ်တယ်ကျော်ဒါမတွေ့ပါဘူးဒီနေ့ငါလေးလမ်းဆွဲတော့လမ်းဟဲ့လို့လာတယ်ချက်လိုက်အဲ့လိုပုံရဘူးစပန်းရယူပါ စပီးတဲ့ ဟာဒီပုံလေးဆိုလည်းလာဒီဘန်းတိုင်းမလားဆိုတော့ပုံလာတော်ကနေခတ်နေဘယ်တော့လာလဲလိုက်ရတာပုံလေးပါပြတ်နေရောပဲကြည့်လား ဒီကောင်က ဒီ7သိနေရတာ စိမ့်ကြရပြနော် ဟိုဒီ7အတူဒီ7အတူနေရတာဒီကောင်ကငါတူလို့ချုံနေမှာဒီချုံနေမှာဆောင်းလာဒီချုံနေဆောင်းလာနော်တန်ရကျွန်တော်အားလုံးပြပါမယ်လှော်ကားရဲ့အနောက်မှာဒီလိုကန်လို့ရှိတယ်ကျွန်တော်သိရဲ့တော်တော်လှကန်တော့ချက်လှော်ကားအနောက်ထဲပါနော်ဆောင်းလာကိုင်းရဲ့ကြိတ်ကျွန်တော်ပြဟိုးပါဒီကြိတ်ရှောင်းကိုင်းလာမသိဘူးကြိတ်နော်ငှက်တွေရှိရယ်စင်တွေလွတ်ပေးတယ်ညာရှိရနော်ဆောဆောအောင်နော်ဆောဆောအောင်ကျွန်တော်ဆောဆောရိုက်နေစပေါ့မှာပေါ့နော်ငှက်လေးတွေ့လို့ပေါ့နော်ကျွန်တော်15မိနစ်20လောက်ကျွန်တော်စောင့်ကြည့်တယ်ပေါ့နော်ဒါပေမဲ့ငှက်ကမထွက်လာဘူးဗျချုံမုံထဲမှာပဲနေနေရတယ်ကျွန်တော်ခုနောက်စပေါ့ထပ်ရွှေ့မှာပေါ့နော်အတိုက်စီကိုသွားတော့မှာပေါ့နော်ခုမှအတိုက်စီကိုသွားတော့မှာကားကိုပြန်နေတော့ကားစီကိုပြန်နေပါပြီ Let's go စပေါ့နှစ်ခုမှရိုက်ပြီပါ လဲပြ ခဏပုံရရကိုထုံးလိုက် အာဟိုပါပဲရတယ်ထစီမုတ်ပုံလေးပဲရတယ်ပဲဒီကရတော့ရတယ်ဒါစိတ်လည်းမပြဘူး နေပူဝင်မော့နော်ငှက်တွေကတိတ်မထွက်တော့ဘူး ဒီပုံခြုံထဲမှာတိုးပါတယ် ခြုံထဲမှာပဲသူတို့ကနေရတဲ့ထဲမှာပဲနေရဆိုတော့ဗျာ ရောက် နေ တဲ့ ပူလို့ရှိရင်တိတ်မတွေ့တော့အဲ့တော့ကျွန်တော် ရင်းနေနောက်ကျပါလဲပါပါတယ် နောက်တစ်ခါကျွန်တော်နှက်လိုက်ရလို့ရှိရင်ကျွန်တော်အုတ်ထုတ်လေးယူလာပါရမယ်လောဆယ်နေရမ်းပူနေနှလုံးတော့ဖွင့်လို့မရဘူးပေါ်မောကြည့်လို့မရဘူး sorry ကကျွန်တော်400ပါနော်ခုလောဆယ်ကျွန်တော်ပါဝင်400ပါနော်ကျွန်တော်အဲ့တော့ရိုက်တာမဟုတ်ဘူးကျွန်တော်ကတက်တက်လိုက်ကြည့်ကြရပါနော်ငှက်ရိုက်တာလိုက်ကြည့်ရပါကျွန်တော်ကင်မရာမရှိတော့ကျွန်တော်ရိုက်လို့မရပါဘူးမြန်မာဆယ်နော်ချက်လိုက်ရန်ကုန်ဝါရင်ရှိရန်ကုန်ဝါရင်ဆယ်နေရှိဟုတ်လားဟုတ်ကဲ့ဟမ်ကျူးရဟုတ်ကဲ့ခဲတဲ့လူတွေကမပြေးပြရကြောက်လိုက်ခွေနေဆင်းနေများပြီလားပေါ်တော့ဆင်းမယ်အဲ့ထားမဝိုင်းဆင်းနေရှိအဲ့နာတော့ထိုင်မယ်ဒီရောအလုံးမျိုးဝဲနေတယ်ဗျာဥပဒေနဲ့ကတ်ဥပဒေရောက်တယ်တပည့်ဒိတ်နဲ့ကတ်တာတပည့်ဒိတ်ဒီတော့ပွင့်နေတပည့်ဒိတ်နဲ့ကတ်တာပါဝါရီတော့တယ်နားထောင်ကြည့်လိုက်နားထောင်ကြည့်ပါဝါရီတော့တယ်good မိုက်ခရာစုံတွေ့လို့လားစုံတွေ့လို့ဟောဆမ်းရပေါ်ရောကဲကျွန်တော်တို့ပေါ့နော်လော်ကားရဲ့နောက်ဖက်တော်ကျိုးဝိုင်းနေရတယ်ပြီးတော့ကျွန်တော်ထွက်လာပြီးတော့ပေါ့နော်လော်ကားကိုကျိုးပြီးတော့နောက်ထပ်တစ်နေရာကိုဆက်သွားပြီးတော့ထည့်ရပါတယ်အဲ့ဒါကိုတော့ပတ်တူးမှဆက်ပြီးတော့ကြည့်ကြည့်ပေးကြပါ